လူတိုင်းကဘဝကိုပြောင်းလဲပြစ်ချင်ကြတယ်။ဒါပေမဲ့ညာတွင်ချင်းအကြီးကြီးပြောင်းလဲဖို့ကြိုးစားရင်းနဲ့ပဲလက်လျှော့လိုက်ကြတာများတယ်။တကယ်တော့ဘဝကိုပြောင်းလဲဖို့ဆိုတာအကြီးကြီးတွေလုပ်ဖို့မလိုပါဘူး။ James Clear ရေးတဲ့ Atomic Habits စာအုပ်ထဲမှာဘာပြောထားလဲဆိုရင်နေ့တိုင်းမှာကို1% ပဲပိုကောင်းအောင်လုပ်သွားပါတဲ့။အဲ့ဒီ1%သေးလေးတွေကတစ်နှစ်ပြည့်တဲ့အခါတင့်ကိုအစ40နီးပါးပိုတော်တဲ့လူတစ်ယောက်ဖြစ်လာစေလိမ့်မယ်။အလီအကျင့်ကောင်းတစ်ခုစကြရင်2မိနစ်စီမင်း2 minute rule ကိုသုံးပါ။ဥပမာစာအုပ်တစ်အုပ်လုံးဖတ်ဖို့မစင်စားပါနဲ့။နေ့တိုင်း2မိနစ်ပဲဖတ်မယ်လို့စတင်လိုက်ပါ။အဓိကစလုပ်ဖို့ကအရေးကြီးဆုံးမို့လို့ပါ။တငယ်ချင်းတို့ရောဒီနေ့ကစပြီးဘလို့အလီအကျင့်သေးလေးတွေကိုစလုပ်ကြည့်မလဲ။ကိုမန့်မှာပြောခဲ့ပြီအောင်နော်။ဘဝကိုတဆင့်ချင်းအတူတူပြောင်းလဲကြမယ်